အားလုံးပဲမင်္ဂလာပါရှင်အရေးမဲည channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဖေးရမှန်ဇာလန်းတွေနဲ့တရေဇာလန်းလေးတွေကိုအမြဲတင်ဆက်ပေးနေတာမို့ like and subscribe လေးလုပ်ပြီးခေကြဖို့တောင်းဆိုပါတယ်ရှင်စက်သိန်းပိုက်လေးစလိုက်ရအောင်နော်အခန်းမက်လေးရဲ့လျှို့ဝှက်ချက်တကားသားပြင်းလေးကနေကြောက်ခနဲ့အပိတ်ခံလိုက်ရတဲ့အချိန်မှာမင်းခန့်တကူလုံးတွေးပြတ်သွားတယ်သူတကားကိုပြေးဆွဲပြီးမြင်အပြင်ကနေတစုံတယောက်ကခိုင်ခိုင်မာမာပိတ်ထားသလိုပဲအနှင်းငယ်များတောင်လို့မရဘူးအဖိုးတကားပွင့်ပေးပါအောင်ဗျတယောက်ယောက်ရှိကြလားသူအော်ဟင်းနေမိနဲ့အပြင်ဘက်ကနေပါတုံပြန်တမ်းမှပြန်မလာဘူးတိတ်ဆိတ်လွန်းတဲ့ညနေတန်ကောင်မှာသူ့ရဲ့အော်တန်တွေကအခန်းနှင်ရင်တွေကြားမှာတင်ပဲ့တင်ထန်နေတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ကင်မရာမော်နီတာလေးကထဖြက်ဖြက်နဲ့လက်လာပြီးပိတ်သွားတယ်အခန်းထဲမှာလုံးဝမောင်အတီးကျသွားပြီမင်းခန့်ဟာသူ့ရဲ့ဖုန်မီကိုအမြန်ဖွင့်လိုက်တယ်ဖုန်မီရောင်ကအခန်းအနှံကိုဝေးပြန်သွားတဲ့အချိန်မှာသူတစ်ခုကိုတတိထားမိလိုက်တယ်သူအခန်းဝါတုံးကဒီအခန်းကအခန်းနှစ်လူအဖိုးအိုကပြောခဲ့တာဒါပေမဲ့အခုတကားရဲ့အတွင်းဘက်မှာတန်ချေးတက်နေတဲ့နံပါတ်ပြားလေးတစ်ခုကကတ်နေတယ်အဲ့ဒီနံပါတ်က4မြန်မာလူမျိုးတွေအယူရှိကြတဲ့4ဆိုတာတေးချင်းတရားကိုစားပြုတဲ့နံပါတ်ပဲအဲ့ဒီအချိန်မှာပဲကိုတင်အောက်ကနေထရှက်ရှက်နဲ့အတန်တစ်ခုထွက်လာတယ်မင်းခန့်ဖုံးမင်းနဲ့ကိုတင်အောက်ကိုငုံကြည့်လိုက်တဲ့အခါသူ့ရဲ့ခြေထောက်ကိုအေးဆက်ဆက်လက်ချောင်းတွေကလာပြီးဆွဲလိုက်တယ်မင်းခန့်လေကျသွားပြီးကိုတင်အောက်ကိုတရွတ်တိုက်ဆွဲခေါ်ခြင်းခံလိုက်ရတယ်သူအတင်းယုံခံရင်းနဲ့ကိုတင်အောက်ကိုကြည့်လိုက်ပြီးတော့အဲ့ဒီမှာမိမတယောက်ရဲ့ယုံအလောင်းကပုတ်ပွဲပြီးခြောက်ကပ်နေတဲ့အနေထားနဲ့ရှိနေတာကိုတွေ့လိုက်ရတယ်ထူးဆန်းတာကအဲ့ဒီအလောင်းရဲ့လက်ထဲမှာဓာတ်ပုံဟောင်းတစ်ခုကိုစုပ်ကိုင်ထားတယ်မင်းခန့်အတင်းယုံထွက်ပြီးအဲ့ဒီဓာတ်ပုံကိုလူယူလိုက်မိတယ်ဓာတ်ပုံထဲမှာမြင်ရတာကတော့ငယ်ရွယ်စဉ်ကအဖိုးအိုနဲ့အခုတူတွေ့နေရတဲ့အဖြူရောင်ဝတ်စုံတဲ့မိမတို့ဟာမင်္ဂလာဆောင်ဝတ်စုံနဲ့ပြုံးနေကြတာပါဒါပေမဲ့မိမရဲ့မျက်လုံးတွေမှာတော့အနဲ့ထိုးပေါက်ဖြစ်စီထားသလိုအပေါက်ကြီးတွေဖြစ်နေတယ်ရုတ်တရက်အပြင်ဘက်ကနေအဖိုးအိုရဲ့ရေးဆက်ဆက်အထန်ကြီးထွက်လာတယ်မင်းကိုငါပြောထားပဲနောက်ကိုလွှဲမကြည့်ပါနဲ့ဆိုတာအခုတော့ငါမိမကမိတဲ့မျက်လုံးတွေကိုလူချင်နေပြီအဘိုးရဲ့စကားတန်ဆုံးမှာပဲကုတင်အောက်ကပုတ်ပွေနေတဲ့လက်ကြီးကမင်းခန့်ရဲ့ခြေထောက်ကိုပိုပြီးအားပြင်းပြင်းနဲ့ဆွဲယူလိုက်တယ်မင်းခန့်ဟာအားကုန်ယုံရင်းနဲ့သူ့လက်ထဲကဓာတ်ပုံဟောင်းကြီးကိုစိုက်ကြည့်လိုက်မိတယ်ဓာတ်ပုံထဲကမင်းမရဲ့မျက်လုံးတွေဟာအက်နဲ့အထိုးခံထားရသလိုအပေါက်ကြီးတွေခင်းနေတာကိုသူသတိထားမိသွားတယ်ဒါအစီရင်တစ်ခုပဲမင်းခန့်ဟာဓာတ်ပုံနောက်ကျောကိုလှမ်းကြည့်လိုက်တဲ့အခါသွေးနဲ့ရေးထားတဲ့စာတမ်းလေးတစ်ခုကိုတွေ့လိုက်ရတယ်အလင်းရောင်ပျောက်ကွယ်သွားရင်ငါတို့အားလုံးအမောင်ထဲမှာစုံကြမိတယ်ရုတ်တရက်မင်းခန့်အကြံရသွားတယ်သူဟာသူ့ရဲ့ကင်မရာ flash မီကိုအစင်တင်ပြင်လိုက်ပြီးကုတင်အောက်ကထလာတော့မဲ့ပုံရိပ်ဆိုးကြီးစီကိုချိန်လိုက်တယ်ဝုန်းခနဲ့တကားကြီးပွင့်သွားပြီးအဘိုးကလက်ထဲမှာဓာတ်တစ်ချောင်းကိုကိုင်ရင်အခန်းထဲကိုပြေးဝင်လာတယ်မင်းရဲ့မျက်လုံးတွေကိုငါမိမအတွက်ပေးလိုက်စမ်းအဘိုးကအော်ဟစ်ပြီးပြေးဝင်လာချိန်မှာပဲမင်းခန့်ဟာကင်မရာရဲ့ flash မီကိုအားအပြည့်ဆုံးဖွင့်ပြီးဖြတ်ခနဲရိုက်လိုက်တယ်ပြင်းထန်လွတ်တဲ့အလင်းတန်းကြီးကမောင်မဲနေတဲ့အခန်းထဲမှာလက်ရှိလက်ထလို့လင်းထွက်သွားတယ်အလင်းရောင်နဲ့ထိတွေ့လိုက်ရတဲ့အဘိုးကိုရောကုတင်အောက်ကထွက်လာတဲ့ပုံရိပ်ဆိုးကြီးမှာနာကျင်စွာအော်ဟစ်ပြီးပျောက်ကွယ်သွားကြတယ်အဲ့ဒီခဏအတွင်းမှာပဲမင်းခန့်ဟာအခန်းထဲကနေအပြင်ကိုအသိမ်ပြေးထွက်ခဲ့တယ်သူလေကားကနေဆင်ပြေးချိန်မှာအိမ်ကြီးတအိမ်လုံးတုန်ခါပြီးပြိုကျတော့မလို့ဖြစ်နေတယ်သူခြံထဲကိုရောက်တဲ့အခါညောင်ပင်ကြီးစီကိုမကြည့်ပဲချမ်းပြင်ကိုအားကုန်ပြေးထွက်ခဲ့တယ်နောက်ဆုံးမှာတော့သူဟာလမ်းမကြီးပေါ်ကိုရောက်သွားပြီးကန်ခေါင်းထောက်မစွာနဲ့ဖြတ်မောင်းလာတဲ့ကုန်တင်ကားတစ်စီးကိုတွေ့လိုက်ရတယ်နောက်တနေ့မနက်မှာတော့မင်းခန့်ဟာရဲတွေကိုခေါ်ပြီးအဲ့ဒီနေရာကိုပြန်သွားခဲ့တယ်ဒါပေမဲ့သူတွေ့ခဲ့တဲ့နေရာမှာပြင်ထောင်းအိမ်ကြီးမရှိတော့ပါဘူးရှိနေတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကတည်းကမီးလောင်ပျက်စီးသွားခဲ့တဲ့အိမ်အိုကြီးရဲ့အကွင်းအကျန်တွေနဲ့ခြောက်သွေးနေတဲ့ညောင်ပင်အိုကြီးတပင်ပဲရှိပါတော့တယ်ရဲတွေကရှာဖွေရေးလုပ်တဲ့အခါညောင်ပင်အောက်ကမြေကြီးထဲမှာလူအယိုးစုနှစ်ခုကိုတွေ့ရှိခဲ့တယ်တစ်ခုက
အမျိုးသားအယိုးစုဖြစ်ပြီးနောက်တစ်ခုကတော့မျက်လုံးနေရာမှာအတွေစိုက်ထားတဲ့အမျိုးသမီးအယိုးစုတစ်ခုပဲဖြစ်ပါတယ်။မင်းခန့်ဟာသူ့ရဲ့ကင်မရာကိုပြန်ကြည့်လိုက်တဲ့အခါသူရိုက်ခဲ့တဲ့နောက်ဆုံးပုံက flash me လင်းနေတဲ့အဖြူရောင်ပုံရိပ်ကြီးတစ်ခုပဲဖြစ်နေတယ်။ဒါပေမဲ့အဲ့ဒီအဖြူရောင်ကြားထဲမှာတေးချကြည့်ရင်အဘိုးကိုရဲ့နာကျင်နေတဲ့မျက်နှာနဲ့နောက်တစ်ခါလာခဲ့အောင်လို့ပြောနေတယ်လို့ခြောက်ချစရာအဖြူတစ်ခုကိုသူမြင်လိုက်ရပါတော့တယ်။